ညာတော့အပြင်ပိန်းနေသီးကိုစုဖို့ရွက်နေပဲချက်ကြတယ်ပေါ့နော်ကျမတို့အိမ်မှာတော့အဖွားတို့ခေတ်ကလေးကပိန်းနေသီးချက်ရင်မြေပဲဆန်အစိမ်းထောင်းပြီးတော့ပဲချက်ပါတယ်ဈေးကဝယ်လာတဲ့ပိန်းနေသီးကိုနောက်နေ့မှချက်မှာမို့တေးပြုတ်ပြီးတော့ရေခဲတက်တာတွေကိုရေစိမ်ပြီးတင်ထားပါမယ်တကယ်လို့နေချင်းချက်မှာဆိုရင်တော့အစိမ်းကိုပဲတန်းချက်လို့ရပါတယ်ပိန်းနေသီးအနေတော်လီကြက်သွန်ဖြူနီခရမ်းညင်သီးမြေပဲဆန်အစိမ်းထောင်းစက်နှုံးငရုတ်စိမ့်မုံစားဟင်းခမုံငပိစီနဲငယ်ထည့်ပြီးတော့ဟင်းကိုလုံးပေးပါမယ်ဟင်းကိုလုံးပြီးရင်တော့ရေများများထည့်ထားပါမယ်ပိန်းနေသီးနုပြီးရတာနေတော့ဖြစ်ရင်တော့ငရုတ်သီးစိမ့်ထည့်ပြီးတော့ပိန်းနေသီးနဲ့မြေပဲဆန်ချက်လေးချက်ပါပြီ။